အားလုံးပဲမင်္ဂလာပါ Passionate Football Channel မှာကြိုဆိုပါရစေဒီနေ့ညရှင်မြန်ကစားမဲ့ပွဲစဉ်တွေထဲမှာနောက်ထပ်တစ်ပွဲအနေနဲ့ကတော့ AFC ပေါ်မောင်းနဲ့ Villa တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်ဆိုတော့ဘုံမောက်နဲ့ Villa ကကျွန်တော်တို့မြန်မာစံတော်ချိန်ည9:00နာရီခွဲပေါ့နော်အဲ့မှာရှင်မြန်ကစားမှာဆိုတော့လက်ရှိမှတ်ပေးစရာရ Villa ကတော့အဆင့်3ပေါ့နော်အဆင့်3မှာရှိပြီးဘုံမောက်ကတော့အဆင့်7မှာရှိပါတယ်ဆိုတော့ဒီဘုံမောက်နဲ့ Villa ရဲ့ကစားပုံကလည်းဆိုပြီးခဲ့တဲ့ Villa ပွဲစဉ်အဖြေရရောဆိုလို့ရှိရင်ကျွန်တော်တို့တော်တော်စိတ်ဝင်စားစရာတော့ကောင်းပါတယ်ဆိုတော့တစ်ချက်ဆက်ပြီးပြောပါဦးဘောမောင်းအနေနဲ့ကတော့နောက်ဆုံးသူတို့အိမ်ဝင်းမှာလီဗာပူးကိုလည်းနိုင်ခဲ့တယ်ဝူဖ်ကိုလည်း2 ပြတ်အနေနဲ့နိုင်ခဲ့ပြီးပုံစံကောင်းရှိနေပေမဲ့ဘက်က Villa အနေနဲ့ကတော့အဆင့်2ရောက်နေတီတိုင်အောင်ပြီးခဲ့တဲ့ပွဲစဉ်ကရှုံးပွဲနဲ့အဆင့်3ကိုဆင်းခဲ့ရပါတယ်ဆိုတော့ဒီပွဲအနေနဲ့ Villa ဒီချန်ပီယံပြည်တဲ့ကြောင်းပေါ်မှာရှိနေခြင်းသေးတယ်ဆိုရင်နိုင်အောင်နိုင်မဲ့ပွဲစဉ်တစ်ပွဲဖြစ်ပါတယ်injury record အနေနဲ့ပြန်ကြည့်ရင်တော့နှစ်သင်းလုံးအနေနဲ့injury ရတဲ့ကစားသမားကောင်းများစွာရှိပါတယ်။ဘက်ကဘုံမောက်မှာဆိုရင်ဒီလူငယ်ကစားသမားဖြစ်တဲ့ Sola ပြီးတော့ Patrick Kluivert, Tavernier Adam တို့လွဲချော်မှာဖြစ်ပြီးတော့ Villa ဘက်ကိုပြန်ကြည့်မယ်ဆိုရင်တော့ကွင်းလမ်းမှာ Kamara, McGinn, Tielemans တို့3ယောက်လုံးနီးပါးလွဲချော်မှာဖြစ်ပါတယ်။ Onana ပြန်ပါလာနိုင်တာကတော့တကယ်နီးပြအတွက်ရွေးချယ်စရာကောင်းဖြစ်ပါတယ်။ Douglas Luiz လည်းပြန်ခေါ်တာသူတို့အနေနဲ့ကွင်းလယ်ကကြောရောက်သားစရာအကြောင်းမရှိဘူးလို့ထင်ပါတယ်ဒါဆိုလို့ရှိရင်တော့ဒီပွဲစဉ်မှာဆိုရင်တော့ Villa ကိုပဲအနိုင်ပေါ့နော်ပေးထားတာပေါ့ Aston Villa အနိုင်ပဲကျွန်တော်တို့ကမ္ဘာနာဒီပွဲစဉ်မှာဆိုလို့ရှိရင်တော့နောက်ဆုံး Villa အနေနဲ့အမှတ်ယူတင်တဲ့ပွဲလေးဖြစ်တာကြောင့် Unai Emery အနေနဲ့3မှတ်ယူသွားမယ်လို့ထင်ပါတယ်ရှုံးစရာတော့မရှိဘူးလို့ထင်ပါတယ်ဆိုတော့နောက်ထပ်ဒီတစ်ချိန်ထဲမှာပဲရှင်မြန်ကစားမယ်နောက်ထပ်ပွဲစဉ်ဖြစ်တယ်ကျွန်တော်တို့ဘန်လီနဲ့ဝက်ဆန်ပေါ့နော်ဘန်လီနဲ့ဝက်ဆန်ရဲ့ပွဲစဉ်ဒီနှစ်သင်းရှင်မြန်ကစားမယ်ပွဲစဉ်ကလည်းစိတ်ဝင်စားစရာတစ်ခုကောင်းပါတယ်ဘာဖြစ်လို့လဲဆိုတော့အမှတ်ပေးစရာရဲ့အဆင့်16နဲ့19ပေါ့နော်နှစ်သင်းလုံးကအနိုင်ရမှာဖြစ်မယ်ဝက်ဆန်ဆိုလက်ရှိမှာအမှတ်ပေးစရာအဆင့်16မှာရမှတ်20နဲ့ရက်တည်နေပြီးတော့ဘန်လီယာဆိုလို့ရှိရင်လည်းအမှတ်ပေးစရာ19မှာပေါ့နော်အဆင့်19မှာ15မှတ်ပဲရရှိထားတာဖြစ်ပါတယ်ပွဲစဉ်ကျွန်တော်တို့ရှင်မြန်ကစားတဲ့ပွဲစဉ်ပေါင်း24ပွဲအထိရှင်မြန်ကစားပြီးတဲ့ထဲမှာဒီလိုရမှတ်တွေထဲမှာဆိုရင်တော့ကျွန်တော်တို့တန်းစီထားတဲ့ထဲမှာ18 19ဖြစ်တယ်ကျွန်တော်တို့တန်းပြန်ဆင်းရမယ့်အနေအထားမျိုးမှာခက်ခဲရင်ဆိုင်နေရတဲ့ဒီနှစ်သင်းလုံးကအကျိတ်နဲ့ရှင်ပြိုင်ကစားကြမယ်လို့တော့ကျွန်တော်တို့ညွှန်လင့်ပါတယ်ဒါကြောင့်မို့လဲဒီပွဲကလည်းကြည့်ပြောရှုပြောကြည့်ကောင်းမဲ့ပွဲစဉ်တစ်ပွဲဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီနေ့နောက်ထပ်ရှင်မြန်ကစားမဲ့ပွဲစဉ်ဘန်လီနဲ့ဝက်ဆန်နေနေဆိုရင်တော့ဒီနှစ်ပရီးမီးယားလိကိုတန်းတက်လာတဲ့တင်းတွေထဲမှာ3သင်းထဲမှာပေါ့နော်ဒီ2သင်းကတော့ဒီချန်ပီယံရှစ်ကိုပြန်ဆင်းရမယ်အဆိုးဆုံးအသင်း2သင်းလို့ပြောလို့ရပါတယ်ဘန်လီနဲ့ဝူဖ်နေနဲ့အဲထဲမှာဘန်လီအနေနဲ့ကတော့ဝူဖ်ကတော့ဖောင်ပြန်ကောင်းနေဘန်လီအနေနဲ့တော်တော်ဆိုးဆိုးအခြေအနေကိုရင်ဆိုင်နေရပါတယ်ဆိုတော့ဒီပွဲမှာဒီ injury list အနေနဲ့လည်းအများကြီးမရှိတဲ့ဝက်ဆန်အနေနဲ့ပဲအသာရယူသွားမယ်လို့ထင်ပါတယ်နောက်ဆုံးသူတို့ကစားခဲ့တဲ့ပွဲမှာ Chelsea ကိုလည်း2ဂိုးအထိပြန်ပြီးလိုက်သွင်းခဲ့နိုင်တဲ့အတွက်ကြောင့်မလို့ဝက်ဆန်အနေနဲ့ဂိုးအရင်မပြတ်ဘဲနဲ့အနိုင်3မှတ်ကိုတော့ရယူသွားနိုင်မယ်လို့ထင်ပါတယ်ဆိုတော့နောက်ထပ်ဒီတစ်ချိန်ထဲမှာပဲရှင်ပြန်ကစားမယ်နောက်ထပ်ပွဲစဉ်ဖြစ်တဲ့ Fulham နဲ့ Everton ပေါ့နော် Fulham နဲ့ Everton ဆိုလို့ရှိရင်လည်းဒီပွဲစဉ်ကလည်းအပေါ်အောက်ပဲအမှတ်ပေးစရာရဲ့ Fulham ဆိုရင်အဆင့်9မှာရပ်တည်နေပြီးတော့ Everton ဆိုရင်လည်းအဆင့်10မှာရပ်တည်နေပါတယ်ဆိုတော့နောက်ထပ်စိတ်ဝင်စားတဲ့တစ်ခုကောင်းတာသူတို့နှစ်ယောက်လုံးကရမှတ်လည်းတူနေပါတယ်ပေါ့နော်34မှတ်ဆိုတော့Everton နဲ့ Fulham နဲ့ပွဲစဉ်ကိုလည်းတစ်ချက်လောက်ဘယ်လိုမျိုးခံမှန်းမိပါလဲFulham နဲ့ Everton ပွဲစဉ်အနေနဲ့ဆိုရင်တော့ Fulham အင်ကွင်းဒီ Craven Cottage မှာသွားဆော့ရမှာပေါ့နော် Everton အသင်းအနေနဲ့သူ့ဟာနဲ့သူဒီ Grealish နာပြီးတဲ့နောက်ပိုင်းမှာတိုက်စစ်ကနည်းနည်းအားနည်းမှုတွေရှိပေမဲ့အမှတ်တွေကိုတော့ဒီလုံးဝ0အမှတ်မဖြစ်သွားအောင်တမှတ်မရမကယူတဲ့အခြေအနေမှာရှိပါတယ်ကန်ဆင်းအနေနဲ့ကလည်းတကယ်ကောင်းမွန်တဲ့အနေထားပါဆိုတော့ပြီးခဲ့တဲ့ပွဲစဉ်အနေနဲ့ဆိုရင်တော့ဒီ Fulham အသင်းနဲ့ Manchester United Old Trafford ကွင်းမှာ2ဂိုးအထိ
ပြန်ပြီးလက်ကစားနဲ့တွေ့ရပြီးတော့ဒီပွဲသိမ်းကန်ဒီ6ကြောင်းကသူတို့ရှုံးနေခဲ့ရမယ်တကယ်ခြေစွမ်းကောင်းတွေကိုပြသခဲ့ပါတယ်Everton အသင်းအနေနဲ့ဒီ injury list မှာဆိုရင်ဒီ Grealish တယောက်ပဲရှိတဲ့အတွက်ကြောင့်ခံစစ်ကတော့လုံးဝ David Moyes လက်ထက်ခံစစ်သူနီးပြရဲ့ကစားပုံကလည်းခံစစ်အသားပဲကစားပုံဖြစ်တဲ့အတွက်ကြောင့်ခံစစ်မှာလုံးဝယိုယွင်းမှုမရှိပဲကျစ်လက်မှာကြောတဲ့ခံစစ်ဖြစ်ပါတယ်ဆိုတော့ဒီတိုက်စစ်မှာ Berry တို့ဒီ Beto တို့ဒီ Anjai တို့ရှိတယ်ဟိုဘက်မှာ Wilson တို့ဒီချက်ကွေးစီလည်းသူပြီးခဲ့တဲ့ပွဲကတော်တော်လေးခြေစွမ်းကပြသနိုင်ခဲ့တာကြောင့်ဒီပွဲကနှစ်သင်းလုံး6သွင်းမယ်လို့ထင်ပါတယ်6သွင်းပြီးတော့ဒီ Everton ခံစစ်ကျစ်လွတ်မှုအနေနဲ့တည်ရပဲဥတီသွားမယ်လို့ထင်ပါတယ်တည်ဂိုးနဲ့မယ်လို့ထင်ပါတယ်ဒါဆိုရင်တော့အခုဒီတစ်ပတ်စတီမှာကစားမဲ့ပွဲစဉ်တွေထဲမှာတော့လက်ရှိခံမှန်းမြပွဲစဉ်တွေမှာတော့တည်ရတစ်ပွဲပေါ့နော်ဒီပွဲကိုတော့ကျွန်တော်တို့တည်ရတစ်ပွဲလို့ခံမှန်းဒီပွဲတော့တည်ဂိုးနဲ့မယ်လို့ထင်ပါတယ်နှစ်သင်းလုံးတော့6သွင်းကောင်းသွင်းနိုင်ဒါပေမဲ့ဂိုးကလို့ရန်အပြက်ကြီးတော့ဖြစ်မယ်လို့မထင်ပါဘူးဆိုတော့အကယ်၍များဟိုဖြစ်မယ်ဆိုရင်တော့1-1ပေါ့နော်တည်1-1 C1 အဲ့လိုပဲသွားမယ်လို့ထင်ပါတယ်ဆိုတော့တည်ရကိုတော့အဓိကခံမှန်းပေမဲ့နိုင်များနိုင်ခဲ့မယ်ဆိုရင်တော့ဖူဟန်မဲ့အနိုင်လိုပဲထင်တယ်